Rap Blogger ရဲ့ကနဝင် Tupac ရဲ့ဘဝနောက်ခံခီးကျန်းမင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အမေရိကန်နိုင်ငံ New York City မြို့တော်က Manhattan မှာ1981ခုနှစ်ဇွန်လ16ရက်နေ့မှာ Tupac ကိုဖွားမြင်ခဲ့ပါတယ် Tupac ရဲ့အစောပိုင်းနာမည်ကတော့ Lesane Parrish Crooks ဖြစ်ပါတယ်မိသားစုကစီးရင်ပြီးမဲ့တမိုင်းချောင်းကတော့တကယ့်ကိုခိုင်ခန့်တဲ့မိသားစုဖြစ်ပါတယ်သူ့အမေအဖေနီရှာကွာကအမေရိကန်မှာနာမည်ကျော်လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ Black Panther လှုပ်ရှားမှုထဲမှာထဲထဲဝင်ဝင်ကိုပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ Tupac ရဲ့အဖေရင်းဖြစ်တဲ့ William Billy Garland ကလည်းအဲ့ဒီလှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။အဲ့ဒီလှုပ်ရှားမှုကလူမဲတွေအပေါ်မှာဖိနှိပ်ထားတဲ့မညီမျှမှုတွေကိုတံပြန်ဖို့အတွက်အကြီးအကျယ်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ Tupac မမွေးခင်လပိုင်းတွေအထိသူ့အမေကနယူးယောက်မှာအမှုတွေရင်ဆိုင်ခဲ့ရပါသေးတယ်။အမေရိကန်အစိုးရဘက်ကတော့ဒီလှုပ်ရှားမှုကိုအကြမ်းဖက်လုပ်ရဲလို့နာမည်တပ်ထားခဲ့တာကြောင့်ဖြစ်ပါတယ်။ Tupac ကိုမွေးဖွားပြီးတနှစ်လောက်အကြာမှာအရင်နာမည် Lesane Parrish Crooks ကနေ Tupac Amaru Shakur အဖြစ်ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ Tupac Amaru ဆိုတာစပိန်ဘီရင်ရဲ့စီးမြင့်တွေကိုတော်လန်ပုံကန်လို့1981ခုနှစ်မှာစီရင်ခံခဲ့ရတဲ့တော်လန်သူအင်ကာဘီရင်ရဲ့မျိုးဆက်တစ်တယောက်အဖြစ်မေ့ဟာတာဖြစ်ပါတယ်။ကျူးကျော်သူစပိန်တွေကိုတော်လန်ခဲ့တာပါ။ Tupac အမေကသူ့သားကိုအဲ့လိုလူမျိုးလိုတော်လန်ပုံကန်ယုံကြွတဲ့လူတယောက်ဖြစ်စေချင်ခဲ့တာဖြစ်ပါတယ်။ရှာကွာဆိုတဲ့နောက်နာမည်က1968လောက်မှာသူ့အမေလက်ထပ်ခဲ့တဲ့လူတယောက်ရဲ့မျိုးရိုးနာမည်ဖြစ်ပါတယ်။လမ်ဘာရှာကွာလို့ခေါ်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကTupacကသူ့အသားအရင်မဟုတ်တာကိုတီးတွားပြီးနောက်ပိုင်းမှာသူ့အမေကိုထားရခဲ့ပါတယ်။သူ့အမေကWilliam Garland နဲ့ Tupac ကိုရခဲ့တာဖြစ်ပါတယ်။ဆိုတော့ Tupac ကအဖေမရှိဘဲအမေတယောက်တည်းနဲ့ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။ Tupac အမေက Tupac ကျောင်းတက်နေတဲ့အရွယ်မှာပဲဆေးရီပါဆွဲလာပြီးအလုံးမလုံးနိုင်တော့ပါဘူး။သူ့အမေကစိတ်ပိုင်းဆိုင်ရာပြဿနာတွေစီးဆိုးတဲ့ကိစ္စတွေအကြောင်းသူတို့တွေဆင်းရဲကြတယ်လို့1980ကျော်ကာလတွေဖြစ်လို့လူမျိုးရေးခွဲခြားတာလူဖြူမဟုတ်ရင်အခွင့်အရေးတွေရဖို့ခက်တာတွေကိုခါးစည်းခဲ့ရပါတယ်။သူတည်မဟုတ်ပဲသူ့ပတ်ဝန်းကျင်ကလူမဲတွေအားလုံးခံစားနေကြရတာဖြစ်ပါတယ်။1984မှာသူတို့မိသားစုကနယူးယောက်ကနေမယ်ရီလန်းပြည်နယ်ဘယ်လ်တီမိုးကိုရွှေ့ပြောင်းပြီးပန်လူစီဆိုတဲ့နှစ်ထပ်တိုက်ခန်းတွဲတွေတန်းစီနေတဲ့နေရာမျိုးမှာနေခဲ့ကြရပါတယ်။နှစ်ထပ်ဆိုပြီးမှနှစ်ထပ်လုံးကိုသူတို့နေနေတာမဟုတ်ပါဘူး။သူတို့ကပိုစည်းတက်တာတဲ့အပေါ်ထပ်မှာနေပြီးအောက်ထပ်မှာတခြားသူတွေနေတာပါ။တိမ်လုံးတောင်သူတို့မငားနိုင်ခဲ့ကြပါဘူး။သူတို့ခေတ်မှာ rap ဂီတကိုရဲတွေနဲ့လူဖြူတွေကအကြီးအကျယ်ဖိနှိပ်တယ်လို့လူမဲတွေဆိုလို့ရှိရင်ဘာအခွင့်အရေးမှမပေးပဲခွဲခြားဆက်ဆံနေကြတဲ့ကာလဖြစ်ပါတယ်။အဲ့ဒီကာလမှာTupacကသူတို့ခံစားနေရတာတွေကိုတခြင်းတွေစာသားတွေထဲကနေဖောက်ထုတ်ဖော်ပြခဲ့တာကြောင့်နာမည်ကျော်ခဲ့ပါတယ်။တနက်လည်းအပြစ်ခံရတယ်လို့လိမ်ပိုင်းဆိုင်ရာပြစ်မှုတွေနဲ့လည်းအဖမ်းခံရတာတွေရှိပြီးမဲ့သူ့ရဲ့ဂီတလောကအချိန်အဝါကတော့တက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူ့အသက်25နှစ်ကျော်ပဲရှိသေးတဲ့အချိန်1996ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာ Las Vegas ကိုရောက်နေတော့လောက်ကျန်သူတွေကပိခတ်တာကိုခံလိုက်ရပြီးတော့အသက်ဆုံးရှုံးလိုက်ရပါတယ်။အရှိပိုင်းအနောက်ပိုင်းကွဲပြီးတိုက်ခိုက်မှုတွေများနေတဲ့ Rap Blogger ရဲ့ပြဿနာတွေကြားမှာသူလည်းပါသွားခဲ့တာဖြစ်ပါတယ်။တချို့ကဆိုလို့ရှိရင်သူ့ကိုဆုံးရှုံးလိုက်ရတဲ့ကိစ္စက Rap Blogger အတွက်အခုအထိနာနေလုံးပဲလို့ဆိုကြပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်အပတ်စဉ်တင်ဆက်ပေးတော့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့။